ရွှေနဲ့ငွေကိုငါပိုင်တယ်ဆိုပြီးမှထာဝရဘုရားကသူတမန်ကျမ်းစာထဲမှာဖော်ပြထားတဲ့အရာကိုတွေ့ရပါတယ်။အဲ့ဒီကျမ်းစာကိုသင်ဖတ်ကြည့်တဲ့အခါမှာဘယ်လိုမျိုးနားလည်လဲဘယ်လိုမျိုးဘာသာပြန်လိုက်တာလဲကျွန်တော်ဖတ်ကြည့်တဲ့အချိန်မှာတော့ကျွန်တော်ကဘယ်လိုမျိုးဘာသာပြန်လိုက်လဲဆိုတော့ကျွန်တော်ဒီနေ့မျှဝေပေးရှင်းပါတယ်။ Okay ဟေဂဲအခန်းကြီး2အငယ်10ဖြစ်ပါတယ်။ရွှေနဲ့ငွေကိုငါပိုင်သည်ဟုကောက်ခံဖို့ရှိအရှင်ထာဝရဘုရားမင်းတော်မူ၏ဆိုပြီးမှတွေ့ရပါတယ်။ Okay ဒီချမ်းဘက်ကိုကျွန်တော်ဖတ်ကြည့်တဲ့အချိန်မှာကျွန်တော်ဘယ်လိုမျိုးဘာသာပြန်လိုက်လဲဆိုရင်တော့ရွှေနဲ့ငွေကိုကျွန်တော်ကိုယ်ကိုယ်တဲ့ဘုရားကပိုင်တဲ့ဘုရားဖြစ်တဲ့ဒါကြောင့်မို့ကျွန်တော်ကိုသူကအများကြီးပေးလို့ရတယ်ဆိုပြီးမှကျွန်တော်ကဘာသာပြန်လိုက်တာဖြစ်တယ်။အရန်ကောင်းတဲ့အရာဖြစ်တယ်အရန်ခွန်အားယူစရာဖြစ်တယ် right ဒါပေမဲ့အဲ့ဒါကအမှန်လားမှားလားဆိုရင်တော့ဒီတမချမ်းစာအရာကျွန်တော်ဒီတမချမ်းစာမှာရှိတဲ့ဒီချမ်းဘက်ကဘယ်လိုမျိုးအရှိအနေမှာဘာအတွက်သူကဖော်ပြထားတာလဲဆိုတာကိုဒီနေ့ကျွန်တော်နည်းနည်းလေးရှင်းပြပေးရှင်းပါတယ်ကျွန်တော်ဒီနေရာမှာအချက်စစ်3ချက်လောက်ရှိတယ်ဒါပေမဲ့တကယ်ကိုဒီဖယားသခင်ကစာရေးတဲ့ဒီစာရေးတဲ့သူကိုပြောတဲ့အဓိပ္ပာယ်ကဘာအဓိပ္ပာယ်လဲဆိုတာကိုကျွန်တော်ပထမဆုံးအနေနဲ့ဖော်ပြပေးရှင်တယ်အဲ့ဒီအရာကတော့ဘာကိုပြောချင်လဲဆိုဖယားသခင်ဒီတဲ့လောကရှိအရင်အမြင့်အားလုံးအိပိုင်ရှင်ဖြစ်ပြီးတဲ့ကိုတော်အိအင်တော်ကိုတဲ့ပြန်လေတည်ဆောက်ရန်လိုအပ်သောအရာအားလုံးကိုတဲ့ထောက်ပံ့ပေးနိုင်ကြောင်းကိုဂတိပြုထားရှင်ဖြစ်တယ်ဆိုပြီးမှသိရပါတယ်အဲ့ဒီအရာကိုဖတ်ကြည့်လိုက်တဲ့အချိန်မှာဒီချမ်းဘက်ကဘာကိုပြောနေလဲဆိုရင်သူကပါစနေဒီစွန်တရားကိုဖယားသခင်ကရွှေတင်ငွေတဲ့အများကြီးပေးမယ်လို့ဘာသာပြန်လိုက်တာတဲ့တရားကတော့ဖယားသခင်နဲ့ဆိုင်တဲ့ဖယားအကြောင်းအတွက်အသင်းတော်တွေအတွက်သူကဒီလိုမျိုးဆောက်ဖို့အတွက်သူကပြုပြင်ပြောင်းလဲနေတဲ့အချိန်မှာငွေကြီးအဖြစ်နဲ့လည်းကောင်းတခြားသောအရာတွေအဖြစ်နဲ့လည်းကောင်းအခက်အခဲတွေရှိနေတဲ့ခါမှာတဲ့အဲ့ဒီအခက်အခဲတွေအားလုံးကိုဖယားသခင်ကသူတာဝန်ယူဖြည့်ရှင်းပေးနိုင်တယ်ဆိုတဲ့အရာကိုသိမြင်ရပါတယ်နောက်တစ်ချက်ကကျွန်တော်တို့ပြန်ကြည့်ရအောင်နော်နောက်တစ်ချက်ကဘယ်လိုမျိုးဘာသာပြန်ထားလဲဆိုတော့ကျွန်တော်နည်းနည်းလေးကြည့်ကြည့်အောင်ဒီမှာကြည့်မယ်ဆိုရင်တရားကတော့တကယ်ကိုသမိုင်းအရာဖြစ်ပါတယ်ဗိမာန်တော်တဲ့ပြန်လေတည်ဆောက်ရန်ငွေကြီးအခက်အခဲဖြစ်နေတော့ယုဒ္ဓလူမျိုးများအားတဲ့ဘုရားသခင်ကအားပေးစကားပြောရှင်ဖြစ်ပါတယ်တဲ့โอเคတရားကတော့သမိုင်းအရာပေါ့နော်နောက်တစ်ခေါက်ကျွန်တော်ကြည့်အောင်တရားကတော့ဘာပြောလဲဆိုရင်ငါအေးအောက်စာဖြစ်၏ဟူသောအသွင်အနှုံးဒီဘုရားသခင်အေးပိုင်ဆိုင်မှုအာဏာကိုအလေးပေးထားခြင်းဖြစ်ပါတယ်တဲ့ yes okay နောက်တစ်ချက်ကဒီမှာကြည့်မယ်ဆိုရင်ဤချမ်းပတ်ဒီဘုရားသခင်အေးဂတိတော်များကိုအတည်ပြုပေးသော prophet ပြုရှက်ဆိုင်ရာစကားပြေပုံစံဖြစ်သည်ဆိုမှတွေ့ရပါတယ်နောက်တစ်ချက်ကြည့်မယ်ဆိုရင်ဗိမာန်တော်အေးတဲ့ဘုံတော်သည်ယခံထက်ပိုမိုကြီးများလာမိဟုသောဂတိတော်အေးတဲ့အဆက်အပိုင်းတစ်ခုဖြစ်သည်ဆိုမှတွေ့ရတယ်နောက်တစ်ချက်ကြည့်မယ်ဆိုရင်ကျမ်းစာတအောက်လုံးတွင်တဲ့ဘုရားသခင်တည်တဲ့ဖန်ဆင်းရှင်နဲ့အရာခတ်သိမ်းကိုပိုင်ဆိုင်သူဖြေတဲ့ဖော်ပြထားရှင်ကဲ့ညီပါသည်တဲ့ okay အဲ့ဒီချက်ကြည့်မယ်ဆိုရင်တော့ခရစ်တော်တည်တဲ့ဘုရားသခင်အိစိတ်မှန်တော့ဗိမာန်တော်ဖြစ်ပြီးတဲ့ကိုတော်အပြင်ဘုရားသခင်အိဘုံတော်နဲ့ကြွယ်ဝမှုအပြည့်အဝထင်ရှားသည်ဆိုမှတရားပါနောက်တစ်ချက်ကြည့်မယ်ဆိုရင်တော့ထိုခေတ်အခါကတဲ့တိုင်းနိုင်ငံများအိချမ်းသာကြွယ်ဝမှုကိုတဲ့ရွှေနဲ့ငွေဖြင့်တဲ့တိုင်းတာတော်လေတဲ့ဘုရားသခင်ကထိုအရာအလုံးကိုကိုတော်ပိုင်ချောင်းကိုမင်းဆိုတဲ့ဆိုမှတရားပါတယ်နောက်တစ်ချက်ကြည့်မယ်ဆိုရင်ရွှေနဲ့ငွေဟူသောစကားများတည်တဲ့ကဘာပေါ်ရှိတန်ဖို့အရှိဆုံးအရင်အမြင်ကိုတဲ့ကိုစားပြုသည်ဆိုမှတရားတယ်နောက်တစ်ချက်ကြည့်မယ်ဆိုရင်တော့ကျွန်တော်ဘုရားသခင်အလျှောက်အရှာအာနာနဲ့တဲ့အရာခတ်သိမ်းအပေါ်လွှမ်းမိုးသောပိုင်ဆိုင်မှုကိုဖော်ပြထားခြင်းဖြစ်တယ်ဆိုမှတွေ့ရပါတယ်တော့နောက်တစ်ချက်ကြည့်မယ်ဆိုရင်တော့ဒီမှာဇေရုပဗေလတေဆောက်တော်တဲ့ဗိမာန်တော်တည်တဲ့နောင်လာမိကောက်ခံဘုံဆိုင်ရာနဲ့ဝိညာဉ်ရေးရာဗိမာန်တော်၏အယံအယောင်ဖြစ်သည်ဆိုပြီးမှတွေ့ရတယ်နောက်တစ်ချက်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာကြည့်မယ်ဤစကားတည်တဲ့လူမျိုးတကာတို့၏ယတနာများဘုရားသခင်ထံရောက်ရှိလာမည့်အနာဂတ်ကာလကိုညွှန်ပြသည်ဆိုပြီးမှတွေ့ရပါတယ်
နောက်တစ်ချက်ကြည့်မယ်ဆိုရင်တော့ယုံကြည်သူများသည်တဲ့ဖယားသခင်၏အမုန်းတော်ဆောင်ရွက်ရာတွင်လိုအပ်ရှက်များအတွေ့တဲ့စိုးရင်စရာမလိုဘဲတဲ့ပိုင်ဆိုင်ပိုင်ရှင်ဖြစ်တော့ဖယားသခင်ကိုကိုးစားသင့်ပါတယ်တဲ့ yes အရှင်းကောင်းတယ်အဲ့တော့ဒီအရာတွေကိုတစ်ခုခုနဲ့ကိုကကိုက်ညီအောင်ကိုကဘာသာပြန်နေတယ်အနက်ပြန်နေတယ်ထွဲဆွနေတယ်ဆိုရင်တော့သင်ဟာအကျမ်းကိုတော်တယ်ဓမ္မကျမ်းစာကိုဖတ်ရှုပြီးမှနားလည်နိုင်တဲ့ဉာဏ်ပညာသင်စီမှာရှိတယ်လို့ကျွန်တော်ကတော့ဖော်ပြချင်ပါတယ်နောက်ဆုံးတစ်ချက်ကျွန်တော်ဖတ်ကြည့်တဲ့အခါမှာ application ဆိုမှတွေ့ရတဲ့အခါယုံကြည်သူများသည်တဲ့ဖယားသခင်ဤအမုန်းတော်ဆောင်ရွက်ရာတွင်တဲ့လိုအပ်ရှက်များအတွေ့တဲ့စိုးရင်စရာမလိုပဲပိုင်ရှင်ဖြစ်သောဖယားသခင်ကိုကိုးစားသင်သည်တဲ့ wow amen praise the Lord thank you Jesus ဒါကြောင့်မို့ဒီနေ့အမုန်းတော်ဆောင်တွေခါတကယ်ပဲစိုးရင်စရာမရှိဘဲနဲ့အမုန်းတော်ဆောင်ဖို့ဖယားကိုပဲအောက်ကိုဖို့တဲ့ကိုဒီချမ်းစာကပေါ်ပြနေတဲ့အရာကိုတွေ့မြင်ရပါတယ်ပထမအဆုံးမှာဖယားသခင်ကသူရွှေနဲ့ငွေကိုငါပိုင်တယ်ဆိုတဲ့ကျမ်းပိုက်ကိုကျွန်တော်ဘာသာပြန်တဲ့အရာနဲ့အခုကျွန်တော်နားလေတဲ့အရာနဲ့ကတော့နည်းနည်းလေးလွေးသွားတယ်ဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့မှန်တယ်ကျွန်တော်ဖယားသခင်ကကျွန်တော်တို့ကိုအရာအလုံးကိုသူကတာဝန်ယူဖြည့်ရှင်းပေးနိုင်တဲ့ဖယားဖြစ်ပါတယ်။အာမင်။အဲ့လိုပဲပြောလိုက်ပြီဆိုဒီကျမ်းပိုက်ရဲ့အတိတ်တွေကတော့ကျွန်တော်တို့ဟို personality ပြောနေတယ်ဆိုတာထက်သူနဲ့သက်ဆိုင်တဲ့အရာတွေမှာသူကတာဝန်ယူဖြည့်ရှင်းပေးနေတယ်ဆိုတဲ့အရာကိုတွေ့မြင်ရတာဖြစ်တယ်။အာမင်။ဒါကြောင့်မို့သင်လည်းဒီလိုမျိုးကိုသိရှင်တဲ့ကျမ်းစာတွေကျမ်းပိုက်တွေနားမလည်တဲ့ကျမ်းပိုက်တွေရှိတဲ့ဆိုရင်အလွယ်တကူဒီလိုမျိုးရှာလို့ရနိုင်တဲ့နေရာတစ်ခုရှိတယ်။အဲ့ဒါကတော့ one interpretation dot information ဆိုပြီးမှသင် Google မှာရိုက်ချလိုက်ပါ။ Okay အဆင်ပြေပါစေနော် God bless you